တခါတုန်းကစွန်းမကြီးတယောက်တွင်မွေးစားသား၃ယောက်ရှိပြီးသားများအချင်းချင်းအလွန်ချစ်ခင်ကြသည် သို့သောဆုံးမကြီးသည်သားများကိုမယုံကြည်သဖြင့်သားကြီးကိုလင်းယုံငါသားလတ်ကိုဝေလံငါအထည်ပြောင်းလဲလိုက်သည်အငယ်ဆုံးသားကဆုံးမကြီးမှထွက်ပြေးကပြူစားခြင်းခံရသောမင်းသမီးတစ်ပါးကိုကဲဆဲရန်ခရီးထွက်သည်လမ်းတွင်လူလင်သည်လူရရက်သို့ချက်ချင်းသွားနိုင်သောမော်ဦးထုတ်ကိုဘလူးနှကောင်ထံမှလှဲကွက်ဖြင့်ရယူပြီးမင်းသမီးရှိရာနန်းတော်သို့ရောက်ရှိသည်လူလင်ကမင်းသမီးအားတလောကအလုံးဤပြောစမဲ့ဖြေလောက်အောင်လှပသည်မင်းသမီးဆိုသည်ကတင်ပင်ဖြစ်တယ်လို့ဟုမင်း၏ထိုအခါမင်းသမီးကမှန်ပေသည်တို့ရာတွင်ယခုမြင်ရသောအသွင်အဖြစ်မှာကျွန်ုပ်၏မူလရုပ်တွင်မဟုတ်ပါကဝေတို့အတက်သည်မှန်ကိုမလေစားနိုင်သဖြင့်ကျွန်ုပ်၏ပကတိရုပ်တွင်ပြင်ကိုသင်မြင်ရပါလိမ့်မည်ဟုဆိုကာမှန်ဖြင့်ကြည့်စေ၏လူလင်လဲမှန်ကိုယူကာမင်းသမီး၏ရှေ့မှထား၍ကြည်လေသောအလွန်လှပသောရုပ်တွင်ကိုမြင်ရလေသည်မှန်ထဲ၌မင်းသမီးငိုယိုလေသည်ကိုလည်းတွေ့မြင်ရလေသည်ဤတွင်မင်းသမီးကိုကယ်ဆယ်လိုကြောင်းကယ်ဆယ်နိုင်ရန်ညီတို့ပြုရမည်အကြောင်းကိုမေးမြန်းလေ၏မင်းသမီးထံမှကြောက်ကလေးနေရနာကိုရရှိမှသာသူမကိုကယ်နိုင်ကြောင်းသိရပြီလူလင်သည်အန်ဒီအေများစွာကိုကြော်ဖြတ်ကာရတနာကိုရှာဖွေသည်နွားရိုင်းကိုအနိုင်တိုက်ပြီးနောက်ငှက်ဤဥအတွဲမှကြောက်တလင်းရတနာကိုရရှိရာတွင်လင်းယုံနှင့်ဝေလံကားအထိပြောင်းလဲခံထားသောအကိုနှစ်ယောက်၏အကူအညီကြောင့်အောင်မြင်နိုင်ခဲ့သည်လူလင်သည်ယတနာကိုပညာသည်ထံပြသရာပညာသည်မော်တက်ပြက်ပြဲသွားသည်မင်းသမီးနှင့်အကိုနှစ်ယောက်လုံးမူလလူအသွင်ကိုပြန်လည်ရရှိကြသည်နောက်ဆုံးတွင်လူလင်နှင့်မင်းသမီးသည်လမ်းတက်ပြီးပျော်ရွှင်စွာနေထိုင်ကြတဲ့ကဲ့သို့အကိုနှစ်ယောက်လည်းလူဘဝကိုပြန်လည်ရရှိကာအေးချမ်းစွာနေထိုင်နိုင်ကြသည်